အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ကျွန်တော်မနေ့ကငလျင်ပေးသွားလူခဲ့တဲ့အကြောင်းလေးကိုအသေးစိတ်ပြပြသွားမယ့်ဗီဒီယိုလေးဖြစ်ပါတယ်ကျွန်တော်မနေ့ကမန္တလေးဘက်ကပလိတ်ကြီးရွာနဲ့စစ်တပ်ကြီးရွာကိုရောက်ခဲ့ပါတယ်အခုမြင်နေရတာကတော့စစ်တပ်ကြီးရွာဖြစ်ပါတယ်ဒီရွာလေးမှာဆိုလို့ရှိရင်ငလျင်ကြောင့်မလို့အိမ်ပါမကအတွက်မြေပါပြိုပဲ့သွားတယ်အိမ်နောက်စု23စုစာကိုကျွန်တော်ဒေတာကစာရေးဆရာတယောက်ရဲ့အကူအညီနဲ့ကွင်းဆင်းပြီးတော့တွားရမေးမြန်းပြီးတော့ဒေနောက်စုကို9000လူခဲ့ပါတယ်ဒီဘက်ပိုင်းလူကတော့ကျွန်တော်စီကိုပေါ့ဂျပန်ကကျွန်တော်ရဲ့ engineer လုပ်ဖို့ company ကိုဟောင်းနေရနော်ဆိုစူပေါင်းပြီးတော့ကျွန်တော်စီကိုလှန့်လွှဲပြီးတော့လူခိုင်းတဲ့အတွက်ကျွန်တော်တို့ကိုစားလူပေးခဲ့တဲ့ပတ်စံဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဒီငလေးပေးတင်ပြီးသူရဲ့မျက်နှာလေးကိုမပေါအောင်တတ်နိုင်ဆုံးတီးပြထားတာဖြစ်လို့မလို့အစမပြေလို့ရှင်လည်းတီးခံကြည့်ပေးပါတော့နောက်ဆိုချင်ပါတယ်ဒါကတော့ပလိတ်ကြီးရွာပဲချင်းဖြစ်ပါတယ်ဒီရွာလေးမှာဆိုလို့ရှိရင်လည်းရှေးလက်ရိုက်နဲ့စောက်ထားတဲ့နှစ်ပေါင်း100ကျော်200နီးပါးတက်ရှိတဲ့အိမ်တွေလည်းပြိုကျသွားတယ်လို့သိရပါတယ်ဒီရွာလေးရဲ့အကြောင်းကိုတော့မွေပလိတ်ဖျားရှိကရတနာဘုံအေးဆိုင်ကအန်တီကြီးကလိုက်လံရှင်းပြပါတယ်နောက်ပြီးတော့ကျွန်တော်သူ့စီမှာဆိုလို့ရှိရင်လည်းဒီရွာလေးမှာရှိနေတဲ့နော်အိမ်ပြိုစီးရင်းနေနော်လူတစ်ဆမှုစီးရင်းနေပြီးတော့ကျွန်တော်တို့ထိခိုက်လူနာစီးရင်းနေအတိအကျသူစီးရင်းကောက်ထားပါတယ်အဲ့တော့ကျွန်တော်သွားတဲ့အချိန်မှာသူစီးရင်းလည်းပြတယ်ပြီးတော့မြေပြင်ကိုလည်းလိုက်ပြီးတော့ကျွန်တော်တို့တိန်စင်းတိန်တက်လိုက်ပြီးတော့ရှင်းပြပါတယ်အခုမြင်နေရတယ်လို့မျိုးရှေးဟောင်းလက်ရနဲ့စောက်ထားတဲ့နှစ်ပေါက်100ကျော်တန်းရှိတဲ့အိမ်တွေလည်းပြိုသွားတယ်ဆိုတာကိုဒီအန်တီကြီးကလိုက်လိုက်ရှင်းပြနေတာဖြစ်ပါတယ်ရွာထဲကိုလိုက်ကြည့်ပြီးတဲ့ချိန်မှာတော့ကျွန်တော်ဒီအန်တီစီယာစရင်ကိုကြည့်ပြီးတော့ဒီရွာထဲမှာလူတွေဆဲမှုဖြစ်ပေါ်ခဲ့တဲ့အိမ်တော်စုတွေကိုငွေ9000နဲ့အတူကျွန်တော်ထုတ်ပိုးပြင်ဆင်လာခဲ့တဲ့စားတောက်စရာ3ဆောင်ထုတ်လေးတွေကိုမျှဝေပေးခဲ့ပါတယ်ပြီးတော့ဒီဆိုင်နေရာတိလာမီနန်နဲ့အိမ်တွေကိုတော့ကျွန်တော်ဒီအန်တီကြီးရဲ့လိုက်ပို့ပေးမှုနဲ့အတူအိမ်တရရသွားပြီးတော့အပိစကပြောရင်းနဲ့လူတန်းခဲ့ပါတယ်ပြီးတော့ဒီငလျင်ပေးတဲ့ဒီကျန်တဲ့အိမ်တော်စုတွေကိုတော့ကျွန်တော်ပြင်ဆင်လာခဲ့တဲ့အစားအသောက်စရာတချို့နဲ့အသုံးဆောင်တချို့ပါတဲ့အထုပ်လေးတွေကိုဝေမျှပေးခဲ့ပါတယ်ဒီလူလေးကတော့ကျွန်တော်စီကိုစူပေါင်းထည့်ဝင်ထားတဲ့လူတွေရဲ့စူပေါင်းလူဖြစ်ပါတယ်အဲ့ဒီတော့ဒီစစ်တပ်ကြီးရွာနဲ့ပလိတ်ကြီးရွာတွေမှာရှိတဲ့ငလျင်ပေးတဲ့ပြည်သူတွေစီကိုတွားရပြီးတော့ကုညီလူချင်းတဲ့သူတွေရှိလို့ရှိရင်လည်းကျွန်တော်တွားခဲ့တဲ့ဒေတာကန်ဆက်သွယ်လေးတွေကိုကျွန်တော်မျှဝေပေးပါမယ်လိုအပ်တဲ့ဆိုလို့ရှိရင်ကျွန်တော်စီကိုလာပြောလို့ရပါတယ်ကျွန်တော်တွားခဲ့တဲ့တွေ့ဆုံရဆိုလို့ရှိရင်တော့ဒီပလိတ်ကြီးရတဲ့ဆန်လို့ရှိရင်ဟိုဘက်ကစစ်တပ်ကြီးရမှာဆိုလို့ရှိရင်တော့ပို့ပြီးတော့အလူရှင်တွေပုံများတာကိုတွေ့ကြရပါတယ်ဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲအားလုံးပဲဘေးကင်းကျန်းမာပျော်ရွှင်နိုင်ကြပါစေ